အားလုံးပဲမင်္ဂလာပါ Power Play application ကနေကြိုးဆိုပါတယ်ကျွန်တော်ကိုဟင်ပါကျွန်တော်အခုပြသမယ့် workout ကအိမ်မှာနေရင်းနဲ့ပစ္စည်းကိရိယာတွေမပါဘဲနဲ့ပြုလုပ်လို့ရမယ့် home workout ပဲဖြစ်ပါတယ်ဒီ workout မှာဆိုလို့ရှိရင်ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးကိုထိရောက်စေမှာဖြစ်ပြီးတော့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာရှိနေတဲ့အစီအပိုတွေကိုလည်းလောင်ကျွမ်းစေမှာဖြစ်ပါတယ်ကျွန်တော်ဒီ workout မှာ exercise စုပေါင်း5ခုပါပါမယ် exercise 5ခုကိုမှ35စက္ကန့်လုပ်ပြီးတော့20စက္ကန့်နားပါမယ်ဒါကိုကျွန်တော်တို့3ကြောဆော့ပါမှာဖြစ်ပါတယ်စုပေါင်းအချိန်15မိနစ်ခန့်ကြာမြင့်မှာဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်ကျွန်တော်တို့နဲ့အတူတူဒီ workout တွေကိုလိုက်လုပ်ကြည့်အောင်ကျွန်တော် bronze လုပ်ရမယ့် exercise က jumping lunges jumping lunges လုပ်ဖို့ဆိုလို့ရှိရင် bronze lunges ပုံစံရင်းနေမယ်အဲ့ဒီမှာခုံပြီးတော့နောက်တစ်ဖက်ဒီလိုမျိုးပြန်သွားမှာဖြစ်ပါတယ်ကျွန်တော်လုပ်နေတဲ့အချိန်မှာအဓိကသတိယူဆိုင်ရမှာကျွန်တော်ဒူကောင်းတွေကိုရန်ရင်မကွေးဘူးပါဒူကောင်းတွေ90ရောက်ပဲဝေးထားမယ်တော့မမလေးရှူရမယ်နောက်တစ်ခုက 5 push up 5 push up လုပ်ဖို့အတွက်ဆိုလို့ရှိရင်ခြေထောက်ကိုဘေးကိုကားရမယ်တင်မကိုပေါ်ထောင်းတာဒီမှာကျွန်တော်စစ်ကွေးပြီးတော့ခဏကိုရှစ်တဲ့ကိုဒီလိုသွားမှာဖြစ်ပါ Okay ready ဆောက်ချေတင်မကိုထောင်းတာစင်လေးရှုစင်အားတင်တာနော်အခုနေတော်တော်ညောင်းလာလိမ့်မယ်တော်မှန်လေးရှူတာโอเคနောက်တစ်ခု plank jack လုပ်ဖို့တော့ဆိုရင်ပထမဆုံး top plank ပုံစံနေရမယ်အဲ့ဒီမှာခြေထောက်တစ်ဖက်ကိုအတွင်းစုအပြင်ကအဲ့ပုံစံလုပ်ရမှာဖြစ်တယ်ready ခဏကိုတက်နိုင်ဆုံးချက်ပြောင်းလေးထားရမယ်အတက်ကိုပုံမှန်လေးယူရမယ်နေရာတင်အောင်နော်ချိန်တော်ပြည့်သွားပြီအခု high knee မှာခြေထောက်ပခုံးကျတော့ရတာလက်ကိုခဏကိုရှင်းမထားတာအဲ့ဒီမှာဒူးနဲ့တက်နဲ့နှမ်းထိရမှာready go good နောက်ဆုံးတစ်ခု diamond push up လုပ်ဖို့လို့ဆိုရင်လက်ကိုဒီလိုမျိုးအသေး diamond ပုံစံလေးဆူထားမယ်ဒီမဲ့အောက်တဲ့ထဲမှာလက်ကိုထားမယ်ကြိုင်မှာတောင်စုကိုကွေးပြီးတော့ push up ပုံစံတိုင်းဆင်သွားမယ် ready go
Okay so လေ့ကျင့်ခန်း9မျိုးစုံပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်2 round ထပ်လုပ်ပါမှာဖြစ်ပါတယ်အချိန်ပေးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်တစ်ဗီဒီယိုမှာပြန်တွေ့ပါမယ်